အာရခပြည်ကအမျိုးသမီးတွေဟာအလောက်အကင်တွေပညာရေးတွေနဲ့သင်တန်းတွေမှာဖဲ့ကျင်ခံနေရပြီးမြန်မာနိုင်ငံအတိုင်းအတာနဲ့32ရာခိုင်နှုန်းရှိတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ UNDP ကအောက်တိုဘာလ2ရက်နေ့မှာထုတ်ဝေတဲ့မြန်မာလူငယ်တွေရဲ့အလောက်အကင်နဲ့ပညာရေးအခြေအနေအစီရင်ခံစာမှာရခိုင်မျိုးသမီးတွေဖဲ့ကျင်ခံနေရတာနဲ့ပတ်သက်ပြီးဖော်ပြထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံကလူငယ်တွေကြားမှာဖဲ့ကျင်ခံရတဲ့အမျိုးသမီးတွေမှာရခိုင်က32ရာခိုင်နှုန်းကရင်နီမျိုးသမီးက42ရာခိုင်နှုန်းရှိတယ်လို့အစီရင်ခံစာကဆိုပါတယ်။အမျိုးသမီးတွေဟာမိသားစုတာဝန်တွေစစ်ပွဲတွေကြောင့်နေရဆုံးခွာရမှုတွေနဲ့လုံခြုံရေးအန္တရာယ်တွေဟာအလောက်အကိုင်းပညာရေးကဏ္ဍကနေဖဲ့ကျင်ခံရမှုဖြစ်နိုင်ခြေကိုတိုးစေတယ်လို့လည်း UNDP ကပြောပါတယ်။အလောက်ကိုင်းနဲ့ပညာရေးကဏ္ဍကဖဲ့ကျင်ခံရတာဟာလူငယ်တွေအတွက်ဝင်ငွေကျွမ်းကျင်မှုနဲ့လူမှုအဆင့်တန်းမြင့်မားနိုင်တဲ့အခွင့်အလမ်းတွေကိုဆုံးရှုံးစေတယ်လို့လည်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။အာရခပြည်မှာလွတ်မြောက်ရေးစစ်ပွဲတွေကြောင့်ဒေသခံပြည်သူတွေရဲ့စီးပွားရေးလုပ်ငန်းတွေလုံးဝရပ်တန့်သွားရတဲ့အတွက်လူငယ်တွေအားလုံးနှီးပါဟာအလောက်အကင်နဲ့ပညာရေးတွေကိုဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။လက်ရှိအာရခပြည်မှာအလောက်အကင်အခွင့်အလမ်းဆိုတာဘာမှမရှိတဲ့အတွက်စာဝတ်နေရေးကိုကြုံရကြပန်းအလုပ်တွေနဲ့ဖြည့်ရှင်းနေရပြီးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွေအားလုံးပိတ်ပင်ခံထားရတယ်လို့မောင်တော်မြို့နယ်ကအသက်23နှစ်အရွယ်မဆုစုကပြောဆိုထားတယ်လို့ UNDP အစီရင်ခံစာမှာဖော်ပြထားပါတယ်။စစ်ပွဲတွေမဖြစ်ခင်ကတည်းကအလောက်ကိုင်ခွင့်လန်းတဲ့ပညာရေးတွေကိုဆုံးရှုံးရမလို့ဖြစ်ခဲ့ကြတဲ့သူတွေဟာအခုအချိန်မှာဘာမှမျှော်လင့်ချက်မရှိတဲ့အခြေအနေကိုရင်ဆိုင်နေရတယ်လို့ရခိုင်မျိုးသမီးတွေကဆိုပါတယ်။အရင်ကမိသားစုစီးပွားရေးကုံစုံဆိုင်မှာစပွိုင်းဝန်းကူညီရင်းမိသားစုဆောင်ဝင်းနေရေးအတွက်ထောက်ပံ့ပေးနိုင်ခဲ့ပေမဲ့အကြံဖတ်စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဈေးဆိုင်မီးလောင်ဆုံးရှုံးသွားပြီးတော့ဘာအလုံးမှမရှိတော့ဘူးလို့ပေါက်တော်မြို့ဒေသခံအမျိုးသမီးငယ်တယောက်ကပြောပါတယ်။ရမ်းမြဲမျိုးနဲ့ကအသက်20အရွယ်မျိုးသမီးငယ်တယောက်ကလည်းဘွဲယူပြီးတော့အယောင်းဝန်ထမ်းလုပ်ကမိသားစုကိုထောက်ပံ့မှုရီမှန်းထားခဲ့ပေမဲ့လက်နက်ကင်ပရိပခါတွေကြားမှာစစ်ဘေးရှောင်အဖြစ်နဲ့ပဲအသက်ရှင်ဖို့ရက်တည်နေရတယ်လို့ဆိုပါတယ်။အရင်တုန်းကပညာရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့မက်ခိုင်တက်မွန်ကတော့အလုံးလက်မဲ့ဖြစ်သွားတာကအမျိုးသမီးတွေကိုအိမ်မှုကိစ္စအလုပ်ပြန်လုပ်ဖို့တွန်းပို့လိုက်တာနဲ့တူနေတယ်လို့ပြောပါတယ်။အခုလိုအခြေအနေတွေကိုသိကြမကင်တွယ်နိုင်ရင်မြန်မာနိုင်ငံဟာရေရှည်ဆင်းရဲနွမ်းပါမှုဖဲ့ကျင်ခံရမှုနဲ့လူသားရင်းမြစ်တွေကိုအလဟတ်သက်ဖြစ်မှုစတဲ့အန္တရာယ်တွေကိုရင်ဆိုင်ရနိုင်တယ်လို့ UNDP ကသတိပေးထားပါတယ်ရှင်။